ပြားဖို့ခွေးတကောင်ဟာခွေးအားရဲ့နှာခေါင်းကိုမြင်းမြင်ခဲထားလိုက်ပါတယ်အချိန်ဆိုင်မနေပဲဦးတီချက်ကိုချက်ချင်းပြောင်းပြီးကြံတဲ့ခွေးအားနှစ်ကောင်ကိုလည်းပြင်းထန်တိုက်ခိုက်ပါတော့တယ်ခန္ဓာကိုယ်သေးငယ်ပဲဟန်အီနာ၃ကောင်ရဲ့ဝိုင်းရံခြင်းကိုခံထားရတဲ့ချိန်မှာပြားဖို့ခွေးဟာကြောက်ရွံ့တဲ့အရေးအယောင်အလေးမရှိပဲရန်သူတွေစီကိုထတ်ခါတယ်လဲတူးဝင်တိုက်ခိုက်နေပါတယ်တကယ်တော့ဒါတွေအားလုံးဟာခွေးအားတွေလက်ချက်ပါပြားဖို့ခွေးအကင်ထွက်အမဲလိုက်နေတော့မှခွေးအား၃ကောင်ကအခွင့်ကောင်းယူပြီးဒွင်းတွေကိုဝေရောက်ကကိုမကာခွေနိုင်သေးတဲ့ပြားဖို့ခွေးသားပေါက်လေးတွေကိုခိုးယူသွားခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲအာယုံခံစားမှုထက်မြက်တဲ့ပြားဖို့ခွေးဟာသူ့အတိုက်နားမှာတခုမှားယွင်းနေပြီဆိုတာသိလိုက်ရပြီးအမဲလိုက်နေတာကိုချက်ချင်းလက်လွတ်ကအစွမ်းကုန်အပြေးပြင်လာခဲ့ပါတယ်ခွေးအားတွေကသူ့သားသမီးတွေကိုခိုးသွားတာတန်တရားထစ်เสียမလို့ပဲစစ်ကြင်ညာလိုက်တာပါပဲချွန်ထက်တဲ့သွားတွေရှိတဲ့ခွေးအားတွေဟာကြောက်เสียကောင်းတဲ့ပြိုင်ပတ်တွေဖြစ်ကြပါတယ်ဒါပေမဲ့ပြားဖို့ခွေးနဲ့တွေ့တဲ့အခါမှာတော့သူတို့ရဲ့အဆွဲတွေဟာအတုံးမဝင်တော့ပါဘူးခွေးအားတွေပြားဖို့ခွေးကိုကြိုက်လိုက်တိုင်းသူဟာနာကျင်မှုကိုမခံစားရသလိုဖြစ်နေပြီးပိုလို့တောင်စိတ်သက်ပြင်းထန်လာပါတယ်တယောက်နဲ့၃ယောက်တိုက်ပွဲမှာပြားဖို့ခွေးဟာအရှုံးမပေးတဲ့အပြင်တခေးဖေးနဲ့အသာစီးရလာပါတယ်ခွေးအား၃ကောင်ဟာပြားဖို့ခွေးရဲ့ရက်ဆက်ကြမ်းကြွမှုကြောင့်ကြောက်လန့်သွားပြီးသူတို့ရဲ့လူစုလည်းပြက်သွားပါတော့တယ်နောက်ဆုံးမှာတော့ပြားဖို့ခွေးဟာသူ့ရဲ့တတ်တိတစ်ခုတည်းနဲ့တင်ခွေးအား၃ကောင်ကိုမောင်းထုတ်နိုင်နေပါတယ်ဒါပေမဲ့ဒီပဋိပက္ခကဒီမာတွေမပြီးသေးပါဘူးသူ့သားပေါက်လေးတွေဘေးကိမ့်ပြီဆိုတာတေချာအောင်လုပ်ပြီးနောက်မှာတော့ပြားဖို့ခွေးဟာခွေးအားတွေကိုကလစ်ချကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့ရဲ့အနက်နောက်ကိုလိုက်ရင်းနောက်ထပ်ဒွင်းတစ်ခုကိုတွေ့သွားပါတယ်ဒွင်းထဲမှာသားပေါက်လေးတစ်အုပ်ကိုတွေ့တော့တီဝေမနေပဲတကောင်းကိုဆွဲပြီးထွက်လာခဲ့ပါတယ်ဒါပေမဲ့သူမျောနေမထားတဲ့အရာကတော့အဲ့ဒီသားပေါက်လေးတွေဟာခွေးအားတွေမဟုတ်ပဲအခြားတောခွေးအုပ်ရဲ့သားပေါက်လေးတွေဖြစ်နေတာပါသားပေါက်လေးရဲ့ငိုထန်ကြောင့်အနီးနားကတောခွေး10ကောင်ကျော်လောက်ချက်ချင်းရောက်လာကြပါတယ်ပြားဖို့ခွေးဟာသူမားသွားပြီဆိုတာသိလိုက်ရပါတယ်တောခွေးတွေဟာခွေးအားမဟုတ်ပေမဲ့သူတို့လည်းကြောက်စရာကောင်းတဲ့ရန်သူတွေဖြစ်တယ်လို့နားလည်မှုလွဲတာကလည်းဖြစ်သွားပြီမို့ပြင်းထန်တဲ့တိုက်ပွဲကတော့ရှောင်လွှဲလို့မရတော့ပါဘူးအရင်ကပြားဖို့ခွေးဟာအမဲလိုက်ခွေး၃ခေါင်ကိုအလွယ်တကူကိုင်းတွဲနိုင်ပေမဲ့အခုတောခွေးတစ်ဆောင်လောက်နဲ့ရင်ဆိုင်ရတာခက်ခဲနိုင်ပါတယ်တောခွေးတွေဟာအဖွေစည်းနဲ့အလုံးလောက်ရမှာကျွမ်းကျင်သူတွေထိကြပြီးသူတို့ရဲ့အမဲလိုက်အောင်မြင်မှုနှုန်းကချင်းသေးတွေထက်တောင်တာပါတယ်ဒါတောင်မှပြားဖို့ခွေးဟာဒီလိုအားကြီးတဲ့ရန်သူတွေကိုအံ့ဩစရာကောင်းတဲ့တိုက်ခိုက်စွမ်းရည်နဲ့ရင်ဆိုင်ပြခဲ့ပါတယ်တိုက်ပွဲအကြိမ်များစွာဖြစ်ပွားတဲ့နောက်မှာပြားဖို့ခွေးဟာထိခိုက်ဒဏ်ရာမရရှိတဲ့အပြင်တောခွေးတချို့ကိုတောင်ဒဏ်ရာရအောင်လုပ်နိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့သူပင်ပန်းသွားပုံရပြီးတောခွေးအားလုံးဝိုင်းကြည့်နေတဲ့ကြားတွေကပဲဘာမှမဖြစ်သလိုမျိုးခတီတီနဲ့လွဲ့ထော်သွားပါတော့တယ်ပြားဖို့ခွေးရဲ့စွမ်းအားကိုတော့မချီးမြှင့်မဲနဲ့မနေနိုင်ပါဘူးတကယ်လို့အာဖရိကရဲ့အဆုံးတဲ့စစ်ကြည်ညင်းတော်ဆိုတဲ့